ယောမိယံဗန္တိကိုစီကတောကုမာရကောဝါကုမာရိကာဝါသောဘဂဝန္တံတရဏံကိစ္စတိဓမ္မေသာဘေကုတံကိသဥပါဒကံတံဘဂဝါဓာရိတုဣဇာတေကိပါဏုပေတံတရဏံကတံဗန္တိမြတ်စွာဘုရားမေဘုရားတပည့်တော်ဤကိုစီကတော်ဝါ၌တည်သောယောအယံကုမာရကောဝါအကျဉ်သရုသတိ၎င်းယာကုမာရိကာဝါအကျဉ်သရုသမီးတိ၎င်းအတ္တိရှိပါပေ၏သောထိုတရေသာသည်ဘဂဝန္တံမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်ရာဟူ၍ကိစ္စတိစီကပ်ပါ၏ဓမ္မေသာတရားတော်ကိုလည်းတရဏံကိုယ်ွယ်ရာဟူ၍ကိစ္စတိစီကပ်ပါ၏ဘေကုတံကိသယံသံဃာတော်တို့ကိုလည်းတရဏံကိုယ်ွယ်ရာဟူ၍ကိစ္စတိစီကပ်ပါ၏ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်တံတောပတိသန္တိတာကိုဣဇာတေကေယနေ့မှစ၍ပါဏုပေတံတတဆုံတရဏံစီကခြင်းသောကတံရောက်သောဥပါဒကံယရဏသုံးပါးကိုစီကတတ်သူဟု၍ဒါရေတုမယူတော်မူပါဖရာ